ပြောင်းညီကိုအားလုံးပဲမင်္ဂလာပါဗျာနေ့ရက်နေ့ရှယ်ဆီနောက်ဆုံးရအားစားရင်းများကိုကျွန်တော်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှယ်ဆီကဖူဖာနာကိုရောင်းစင်းတင်လိုက်ပြီလည်းဖြစ်ပါတယ်ဖူဖာနာရဲ့လောက်ကလာစားလည်းအတော်လေးမြမနေတဲ့အတွက်ကြောင့်လည်းဖြစ်ပါတယ်ရှယ်ဆီကဗျာကလပ်ဝါကန်နဲ့နောက်နှစ် UCN အတွက်ရရှင်ပြီးသွားတဲ့တောင်ပန်စားသမားတို့ကိုလိုအပ်နေတာဖြစ်ပါတယ်အဲ့အတွက်ကြောင့်ဗျာဒေါ်မွန်တင်းရဲ့တောင်ပန်စားသမားဖြစ်တဲ့ဂီတန်ကိုအရာခေါ်ယူခြင်းနေပြီးတော့ဂီတန်ရဲ့တန်ရှိကတော့တန်90နီးပါးရှိတယ်လို့ရှိရတာလည်းဖြစ်ပါတယ်ရှယ်ဆီကဒီလက်ကိုခေါ်ယူပေးကစားသူကဒီယာဒီမှာချက်စင်ကိုထုတ်ပြီးတော့တိုက်စစ်နှစ်ဦးကိုခန့်အပ်ဖို့ရှိပါတယ်အဲ့အတွက်ကြောင့်ဗျာသူကဖရန်ဖတ်နဲ့တိုက်စစ်မှုဖြစ်တဲ့ဟူကူတီကီကိုအရာခေါ်ယူခြင်းနေတာလည်းဖြစ်ပါတယ်သူကဗျာဟိုကူတီကီကိုခေါ်ဖို့အတွက်အခုလက်ရှိအတင်းမှာရှိတဲ့နီကိုလက်ဂျက်ဆင်ကိုရောင်းထိုးဖို့ဆန္ဒရှိနေရလဲဖြစ်ပါတယ်ရှယ်ဆီကဗျာခုချိန်မှာဆိုရင်တော့လည်းဗျာအရင်ရှင်းပြီးသွားတဲ့ကိုရမတယောက်ကိုလိုအပ်နေတာဖြစ်ပါတယ်အတွက်ကြောင့်ဗျာအခုလက်ရှိရှယ်ဆီမှာရှိတဲ့ဆန်းချက်ကိုရောင်းစင်းတင်လိုက်ပြီလည်းဖြစ်ပါတယ်